တရုတ်နိုင်ငံကတည်ထွင်မှုတွေဤပညာတွေတိုးတက်လာတဲ့အမျှအသက်ဆန်းတွေလည်းများစွာတည်ထွင်ထုတ်လုပ်လျက်ရှိပါတယ်။ဟုတ်ကဲ့ပါ။အခုကတော့တရုတ်နိုင်ငံကတက္ကသိုလ်တွေနဲ့သုတေသနအဖွဲ့အစည်းအများအပြားကသက်ရှိငါးတွေနဲ့အလွန်ဆင်တူတဲ့စေယုံငါးတွေကိုတည်ထွင်ထုတ်လုပ်လျက်ရှိပါတယ်။အခုပြပြပေးမှာကတော့ဒီစေယုံငါးတွေရဲ့အဓိကအချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်။အဲဒီစေယုံငါးတွေကိုသက်ရှိငါးတွေရဲ့ရေကူးပုံလှုပ်ရှားပုံအတိုင်းတနိုင်သမျှတုပနိုင်အောင်ဖန်တီးထားပါတယ်။အချို့စေယုံငါးတွေကဆီလီကိုလိုပျော့ပြောင်းတဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့အကြောင်းရေထဲမှာတကယ်သက်ရှိငါးလိုမျိုးလှုပ်ရှားနိုင်ပါတယ်။မာအမီစူးတောင်စတဲ့အရာတွေကိုအတူခိုးပြီးရေကူးခတ်မောင်းနေနိုင်အောင်လည်းဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။အဲဒီစေယုံငါးတွေကိုတော့ရေအောက်ကဘာလိလာရေးတဲ့သက်ရှိငါးတွေတို့ရုပ်အသွင်တွေရှိတာကြောင့်ရေအောက်သတ္တဝါတွေကိုအနှောက်အယှက်မပေးဘဲအနီးကပ်လေ့လာနိုင်ဖို့ရည်ရွယ်ထားပါတယ်။ပတ်ဝန်းကျင်စောင့်ကြည့်လေ့လာရေးကိစ္စတွေမှာလည်းအသုံးပြုမှာဖြစ်ပါတယ်။ရေတို့ညဉ့်ညမ်းမှုရေရဲ့အရေးအသွေးစတာတွေကိုစောင့်ကြည့်တိုင်းတာဖို့အာယုံခံကိရိယာတွေတက်ဆင်အသုံးပြုနိုင်ပါတယ်။ငါးတွေရဲ့ရေကူးပုံအုပ်စုဖွဲ့နေထိုင်ပုံစတဲ့အပြုတ်မှုတွေကိုလေ့လာဖို့ကလည်းအရန်ကိုအသုံးဝင်ပါတယ်။နောက်ပြီးတော့လူတွေသွားလာရခက်ခဲတဲ့နေရာတွေကိုစူးစမ်းလေ့လာဖို့မှလည်းအသုံးပြုနိုင်ပါတယ်။နောက်တစ်ချက်ကတော့ရေအောက်ထောက်လှမ်းရေးမိုင်းရှင်တွေစတဲ့ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေမှာလည်းအသုံးပြုဖို့သုတေသနလုပ်ရရှိပါတယ်။အချို့စက်ရုံငါးတွေကကျိုးမက်စနစ်နဲ့ထိန်းချုပ်နိုင်ပြီးတချို့ကတော့ကြိုတင်သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းအလိုလျောက်သွားလာနိုင်ပါတယ်။ဘက်ထရီဒါမှမဟုတ်အခြားစွမ်းရည်အရင်းမြစ်နဲ့အချိန်ကြာအလုပ်လုပ်နိုင်အောင်တည်ထွင်ထားကြပါတယ်။ဥပမာအားဖြင့်ကျဲကျက်တက္ကသိုလ်လိုမျိုးတက္ကသိုလ်တွေဟာပျော်ပြောင်းတဲ့စက်ရုံငါးတွေကိုသုတေသနလုပ်ပြီးတည်ထွင်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဟာဘယ်အင်ဂျင်နီယာတက္ကသိုလ်ကလည်းရေအောက်မှာသွားလာနိုင်တဲ့စက်ရုံငါးအမျိုးကိုသုတေသနလုပ်နေတဲ့ထင်ရှားတဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ဒီစက်ရုံငါးတွေကဒီဝဗေဒစက်မှုအင်ဂျင်နီယာကွန်ပျူတာသိပ္ပံစတဲ့နယ်ပယ်များစွာကနေပေါင်းစပ်ထားတဲ့ဒီပညာတွေနဲ့တည်ထွင်မှုပဲဖြစ်ပါတယ်ခင်ဗျာ။